နခင်းရဲ့အစားမှာတော့ဇန်ကန်နဲ့နက်ဖီကအစားစားနေကြတယ်တခင်ကလည်းကျမစားတဲ့အစားစားကိုပဲစားတာလားဟုတ်တယ်လေအဲ့ဒါဘာထူးဆန်းလို့လဲဒီအစားစားကျမတို့လိုကျွန်းနေပဲစားတဲ့အစားစားမျိုးပါအဲ့ဒါကိုတခင်ကလည်းစားတယ်ဆိုတော့ထူးဆန်းနေလို့မင်းမိတာပါဒါကကျွန်းနေပဲစားတဲ့အစားစားမျိုးဟဲ့လားဒါကကျွန်းနေစားတဲ့အစားစားပဲပေါ့ဒါပေမဲ့ဒါတွေကိုငါငယ်လေးကတည်းကစားလာခဲ့တာအဲ့လိုမျိုးတော့တစ်ခါမှမတွေးမိဘူးဒါဆိုတခင်အတွက်ကျမတခုခုပြင်ပေးရမလားမင်းကဟင်းချက်တက်တယ်လားဟာโอเคဒါဆိုလဲငါတို့မျိုးလေးကိုဈေးသွားဝယ်ကြရအောင်ဒီလိုနဲ့ဆိုင်ချစ်ရောက်လာကြပြီးတော့သူတို့ကိုသူတို့ပတ်စံမရှိမှန်းသိပြီးတော့လှည့်ပြန်ခဲ့ကြရတယ်ဒီလိုနဲ့စောနာဆန်လည်းဓမြတိုက်ခံနေရတာကြောင့်ဇန်ကန်လည်းနဖီမျက်နှာနဲ့တွားရောက်ကူညီခဲ့ပါတယ်နဖီတရားကြည်တာတော့ဒီလိုဓမြကောင်းနေဆိုတာပါမွားကောင်းလေးတွေပဲဓမြဒီဘက်မှာလည်းသူတို့ပတ်စံပေးပြီးငှားထားတဲ့မော်ဆီယာတယောက်ကရောက်လာခဲ့တယ်မော်ဆီယာလည်းမော်ဆန်ဝင်းကိုထုတ်လိုက်ပေးမယ်ဇန်ကန်လည်းမော်ဆန်ဝင်းကိုထမ်းရွက်လိုက်ပြီးတော့မော်ဆီယာကိုअब इस ऊर्जा चक्र पर सिर्फ और सिर्फ मेरा हक हैဒီလိုနဲ့ဇန်ကန်ကိုဆိုင်ရှင်လည်းအတပြားနိုင်ငယ်ပေးပြီးတော့မျိုးအတူတူထွက်လာခဲ့ကြတယ်ဇန်ကန်ကလည်းဝက်စားဆိုင်ကိုတွေ့သွားပြီးတော့နက်ဖီကိုဝက်စားဝယ်ပေးမယ်ဆိုပြီးတော့ဝင်လိုက်တယ်ဆိုင်ရှင်ကမလေးကလည်းချွတ်ချွတ်သားပဲနှုတ်ဆက်လိုက်ပါတယ်ဇန်ကန်လည်းနက်ဖီအတွက်အတင်းတော်တဲ့ဝက်စားတွေရွေးပေးပါဆိုပြီးတော့ပြောလိုက်ပါတယ်ဇန်ကန်ကလည်းနက်ဖီရဲ့ level ကိုဘယ်လိုပြောရမလဲဆိုတော့စဉ်းစားနေတယ်အဲ့ချိန်နက်ဖီကလည်းရုတ်တရက်ဘလို့လဲရှင်သဘောကျတယ်မလားကျမကရှင်ရဲ့အကြိုက်ကိုရွေးပေးထားတာလေငါကမင်းနဲ့လို့နာဘူးမဟုတ်ဘူးကွာနက်ဖီကိုရင်ချင်းချင်းလေးတွေပြန်ဝေးပေးလိုက်စမ်းကောင်းပြီလေโอเคဒီလောက်ဆိုရပြီနက်ဖီကဒီလိုဝတ်စုံလေးနဲ့လိုက်တယ်ဒီလိုနဲ့ငွေရှင်းပြီးတော့ပြန်ထွက်လာခဲ့ကြတယ်ဆက်ရှိကောင်မလေးကလည်းနက်ဖီကိုတခုခုပြောလိုက်တာကြောင့်နက်ဖီကလည်းတခုခုသဘောပေါက်သွားပါတယ်मेरे मालिक मेरी फिक्र करते हैंနက်ဖီရဲ့အမဘာလို့နေရလဲလာဟိုဆိုင်နဲ့ကိုသွားကြရအောင်ဟုတ်ကဲ့လာပါပြီတခင်မင်္ဂလာပါမော်စီယာကြီးဗာများကူညီပေးရမလဲခင်ဗျကျွန်တော်ဒီကောင်မလေးရဲ့ level ကိုဖြုတ်ချင်လို့ခင်ဗျတခင်ကဒါကိုဖြုတ်ပေးမလို့လားဟင်မကြောက်ပါနဲ့နက်ဖီရဲ့ကိုကမင်းကိုမချုံအောင်ထားခြင်းပါဘူးနက်ဖီကလည်းसच मेंဆေးရဒီ level ကအဆင့်မြင့်မော်ဆန်းအားနဲ့လှုပ်ထားတာသူ့ကိုတေချာမဖွင့်ရင်မင်းကလေးရဲ့ level မှာပြတ်သွားနိုင်တယ်ပြီးတော့အဲ့ဒါကိုကျွန်တော်တို့လည်းဖွင့်မပေးနိုင်ဘူးနောက်ပြီးတော့အဲ့ဒါကိုဖွင့်နေတော့လည်းတင်းနေရမှာရှိနေနိုင်ပါတယ်ဆရာဇန်ကန်လည်းနက်ဖီနဲ့ဈေးဝင်မိုးချုပ်သွားတာကြောင့်ဒီညစာကိုစားတော့ဆောင်မှာပဲစားတော့ဖို့ဆုံးဖြတ်လိုက်ပါတယ်စားနေနဲ့နက်ဖီကयकीन नहीं हो रहा अच्छा है जी ပြီးတော့ဇန်ကန်လည်းနက်ဖီကိုतुमने खिलाया था ना अब मेरी बारी हाँ तो कैसा लगा अब मीठा लग रहा हैဇန်ကန်နဲ့နက်ဖီလည်းသူတို့လူတွေဝိုင်းကြည့်နေရကြောင်းစားတော့ဆိုင်နေအမြန်ပြေးထွက်လာခဲ့ပါတယ်တစ်ဖက်မှာတော့ဇန်ကန်ကလိုက်တဲ့ကောင်မလေးကိုတွေ့ရမှာဖြစ်ပြီးသူကတော့မော်ဆီယာကိုတုတ်တင်နဲ့ဖះเจ้าကမြင့်တဲ့ဓာတ်ကိုင်းဆောင်သူပဲဖြစ်ပါတယ်ငါအသက်ခံရတော့မရှိမှဇန်ကန်လို့ခေါ်တဲ့မော်ဆီယာငါ့ကိုကဲသွားခဲ့တာပဲဒါတကယ်ပဲဖြစ်ခဲ့ရလားကွာဒါတွေကအိမ်မက်လိုပဲသူ့အနောက်ကိုဘုန်းတော်ရပါကြောက်လာပြီးတော့ဟေးချာလဗက်လေငါတို့အမှုတစ်ခုစုံစမ်းရထားတယ်အမှုနဲ့တက်ဆိုင်တဲ့လူကတော့မော်ဆီယာလေးဇန်ကန်ပဲအဲ့ဒါနင်းကင်တွေလိုက်မလားရှာလဗက်လေကလည်းဒါကိုသဘောတူလိုက်ပြီးတော့သူကိုယ်တိုင်ပဲတော့ရောက်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဇလန်လေးကလည်းဒီနေရာမှာပဲပြီးဆုံးသွားပါတယ်အားလုံးကျေးဇူးတင်ပါတယ်တတ